မြင်းဆောင်ရဲ့ဂုံတက်တွေကဝေဝေဖြာဒီမြန်မာမှာနာမည်ကျော်ကြတဲ့ရွှေမြေသားအခွေမြတ်တဲ့လုံးစေဒီတော်မြတ်ချီမှာဖူးမြော်ဖို့ရလေလာပါဗျာမင်းဘူးကနကပတ်ကောင်းတဲ့စန္ဒကူနဲ့တာချောင်းစက်တော်ရာကိုလေဖူးမြော်ဖို့ရောက်လာခဲ့ကြောင်းချစ်စရာမခွေမင်းဆောင်ရဲ့လာပြာမြေလက်သားတို့ရဲ့စိတ်ထားကနှွေးထွေးလို့နေများရေနာမြေလာနေမခုတ်ကူကအချေလိတ်တွေတော့တွင်ကြီးကမရစာဆိုကြောမော်တွေအလုံးကိုဖိတ်ခေါ်တယ်လေလာခဲ့ပါဦးဗျာအော်လာရဲ့ချီမြေနဲ့ဘယက်ကထွက်ကုန်နေချောင်းမျိုးကရေနံတွင်နဲ့လောကလာမြေနဲ့မောင်မျိုးကဘိုးချိုးအိမ်တော်စီတစ်ခေါက်တမိုင်းကိုလေးလာရင်မခွေးနေကိုရောက်ရေစကြိုကရက်ကန်စနန်တွေနဲ့ဂျိုဒီမဲမြေချစ်စရာမပွေမြင်းဆောင်ရဲ့လာတရားနေလက်သားတို့ရဲ့စိတ်ထားကနေထွေလို့နေများရေနံနဲ့လာနေမကကူကအထဲလိတ်တွေတော့ပင်ကြီးကမရသာဆိုကြောမော်တွေအလုံးကိုဖိတ်ခေါ်တယ်လေလာခဲ့ပါဦးဗျာဘေကမကွေတိုင်းအလားတမင်းဆောင်ပိုင်ရှင်တွေကရွှေစိတ်ချရှိကြမြမြေဝေသက်တွေခံစားဖို့ရ